အစာညတော့မယ်နော်အစာညတော့မှဆိုလို့ရှိရင်တို့အစလေးတို့ဘယ်လိုလုပ်ထားရမလဲဆိုတော့ရေချမယ်ရေချပြီးတော့မိဘူးလေးတိုက်ထားမယ်ပေါ့နော်တကယ်တမ်းကိုရှုပ်မယ်ဆိုလို့ရှိရင်လေဒီမှာဒီအသေးလေးနဲ့ရှုပ်ပြပါမယ်နော်အဲ့မှာကိုကဒီမှာနှစ်ခုပူထားမှာအစအောင်လေအစနှစ်ခုပူထားမှာရှေ့ချမ်းကိုလည်းနှစ်ခုညှက်ရမယ်နောက်ချမ်းကိုလည်းနှစ်ခုညှက်ရမယ်ပေါ့နော်ဒါကြောင့်မို့ညီမတို့ဒီမှာအစကိုနှစ်လွာပေါ့နော်ဒီမှာနော်အဲ့လိုလေးရပါလေဆိုလို့ရှိရင်မှဒီမှာကြည့်မတို့ပေါ့နော်ဒီဘက်ကနေပေါ့နော်ညီမတို့မတင်အကြမြင်လေးကိုမတောင်းမှန်ပေါ့နော်တောင်းမှန်ဒီလိုလေးအသက်လေးပေါ့မတို့ပတ်သက်မှယူဒီလိုမျိုးလေးပဲနော်ဒီအစလေးကနေဒီဘက်ကိုတောင်းမှန်ရေတစ်ကြောင်လေးဆွဲလိုက်တာအဲ့ဒီမှာတင်အကြမြင်လေးကိုအညီလေးထားရမှာနော်ဒါလည်းသူ့အလိုက်လေးပဲနော်မဟုတ်လို့ရှိရင်စောင်းကုန်လို့ရှိရင်အထဲထွက်လာလို့ရှိရင်မလောက်အောင်နော်တင်မြင်းဆိုရင်တင်မြင်းဒူးမြင်းဆိုရင်ဒူးမြင်းအဲ့လိုမျိုးလေးညီနေရမယ်နော်တောင်းမှန်လေးလေတောင်းမှန်ဆိုတာဒီဘက်ကနဲ့ဒီလိုတောင်းမှန်ပြောရနော်အဲ့လိုလေးတွေညီရမယ်ညီပြီဆိုလို့ရှိရင်ပေါ့နော်ပြက်လေးနဲ့တီးပြီးတော့ညှက်ထုံမနိုင်မလို့နော်အဲ့လိုချရလို့ဒီပုံစံလေးရမယ်ညီမတို့ချုပ်စာလေးထုံမယ်ချုပ်စာလေးတွေကိုဘယ်လိုထုံမလဲဆိုတော့နော်ခါပေါ်ပိုင်းကိုလည်း1 cm ထုံမယ်ဒီဘက်ကွာဘက်လည်း1 cm ပဲဒီဘက်အိတ်ကချီတဲ့ဘက်လည်း1 cm ပဲဒီဘေးလိုင်းလည်း1 cm ပဲပြီးကြလို့ရှိရင်ဒီဘက်ကွာဘက်က line လည်း1 cm ပဲထုံမယ်လက်မနဲ့ဆန်က4စိတ်ဒါမှမဟုတ်6စိတ်ပေါ့နော်ထုတ်လို့ရတယ်နော်စင်တီနဲ့လည်း1 cm ဒါမှမဟုတ် 1.5 လောက်ထုတ်လို့ရတယ်အောက်ကကြာဘယ်လောက်ထုတ်မလဲဆိုတော့3 cm ပေါ့လက်မနဲ့ဆို1နဲ့စိတ်လောက်ထုတ်ပြီးလို့ရတယ်နော်ရတယ်နော်ဒီအောက်ကလည်းလေကိုအစာလောက်သေးတယ်ဆိုလို့ရှိရင်3 to 5အဲ့ဒါလေးမှတော်လို့ရတယ်တလက်မဒါမှမဟုတ်တလက်မကွဲနဲ့လက်မထုတ်လို့ရတော့ဒါကကြောက်ကိုကခောက်ပါလေနောက်ချမ်းလည်းအဲ့လေထုတ်ပေးမယ်ပေါ့နော်နောက်ချမ်းကလည်းတစ်ပတ်လေလို့အကုန်လုံးကို1 cm ထုတ်မယ်ချုပ်စာကိုအောက်ခောက်စာကိုကြာတော့3 cm ပေါ့နော်လက်မနဲ့ဆိုလို့ရှိရင်အောက်ခောက်စာကိုတလက်မနဲ့2စိတ်ဒါမှမဟုတ်လက်မပေါ့နော်တရားအောက်ကကိုစိတ်ကြိုက်ခောက်လို့ရတယ်ပြီးကြလို့ရှိရင်ဒီချုပ်စာကကြာတော့4 စိတ်4 စိတ်ဒါမှမဟုတ်6 စိတ်လက်မနိုင်နေရင်ပေါ့နော်6 စိတ်လောက်ထုတ်လို့ရတယ်အဲဆိုရှေ့ချမ်းနောက်ချမ်းအဲ့လိုလေးထုတ်မယ်နော်ထုတ်ပြီးလို့ရှိရင်ညှက်ထုတ်လိုက်မယ်နော်
မတို့ဒီအိတ်ကလေးအတွက်ပေါ့နော်ဒီအိတ်ကလေးညီမတို့ခောက်ပြီးတော့ပတန်ညက်ထားတယ်ပတန်ညက်ထားရဲဆိုလို့ရှိရင်ဒီမှာသူ့ကိုပေါ့နော်ညီမမကင်လေးပေးလိုက်မယ်ဒါလေးအလက်စင်တာလေးပေါ့သူ့အမတ်ကလေးမှတ်ပေးလိုက်မယ်နော်ဟိုဆွဲထားရင်လည်းဆွဲထားလိုက်ပေါ့နော်ဒီလိုလေးဒါလေးကခောက်ရိုးလေးပေါ့နော်ဒါလေးကခောက်ရမယ့်နေရာလေးနော်ကြားလို့ရှိရင်မတို့ဒီဘက်မှာကြည့်ဒီမှာကြည့်5 cm ဝင်ထားတဲ့နားလေးဒီအောက်ကအလွာမှာလည်းမှတ်ခဲ့လေအဲအလွာလေးကိုလည်းဒီမှာပြန်မှတ်ပေးပြီးပါလို့ရှိရင်ဒီမှာ15ဒီလိုချလိုက်တယ်မလားဒီနားမှာအမတ်ကလေးရှိရလေဒါလေးကိုလည်းဒီဘက်မှာပြန်မှတ်ပေးဒီမှာတမတ်နော်ဟောဒီမှာ15ချတဲ့အမတ်ကလေးပေါ့နော်အမှန်ကြီးဒီလိုပုံစံလေးရှိတယ်ဒီလိုပုံစံလေးကိုမတို့မှာနလွာပေါ့နော်နလွာယူထားမယ်နလွာယူထားမယ်ပြီးကြလို့ရှိရင်မကြည့်ဒီတိုင်းလေးချလိုက်နော်အဲ့လိုလေးဆိုရင်သူ့ပင်ကထိုးလိုက်မယ်အိတ်ကကြနှစ်ဖက်လေးဟိုဘက်နဲ့ဒီဘက်ဆိုတော့နှစ်ဖက်ဆိုတော့မတို့ကဒီလိုမျိုးလေးဖြန့်ပြီးတော့နှစ်လွာညက်ပေးရမယ်ပေါ့နော်အစာနှစ်ခုညက်ပေးရဒီလိုလေးရပါပြီဆိုလို့ချင်းသူ့လည်းချုပ်စားထုတ်ပေးမယ်အကုန်လုံးပတ်လဲ1 cm ထုတ်ပေးလိုက်မယ်နော်ကိုယ်ထဲမှာကတစ်ခွဲထုတ်ခဲ့ရစင်ဒီမှာတစ်ခွဲနော်ဟော1 cm ပဲထုတ်ခဲ့ရဆိုလို့ရှိရင်ဒီမှာ1 cm ပဲထုတ်ပေးရမယ်ပုံစံလေးနဲ့ညှက်ထုတ်လိုက်တော့မယ်နော်ညှက်တော့ဒီလိုလေးပေါ့ဒါဆိုရင်သူ့ရဲ့အိတ်ကလေးကလည်းညက်ပြီးပါပြီပေါ့နော်ညီမတို့ဟိုဟာလေးမင်ကန်လေးလိမ့်ပြီးလို့ချင်းသွားပြီးတော့တွဲချိုးတစ်ခါကျတော့ဒီလိုလေးပြန်ဖြစ်တော့မှာနော်အပေါ်ကခဏကိုကနဲ့ဒါကိုတွဲရမယ်ပေါ့နော်အဲဆိုလည်းအိတ်ကလည်းဒီမှာ2ရွက်နော်2ရွက်ဖြစ်ကုန်2လွာနော်အိတ်ကလည်းဒီလိုလေးဖြန့်ပြီးတော့2လွာညက်ထားမယ်နော်ဆိုတော့ဒါလေးကတခုဒီမှာတော့ပေါ့နော်ဒီချာကံပြားလေးမညက်ခင်မှာမတို့ဒီလိုလေးကော်ပီကူးထုတ်လိုက်တာမလားဒီလိုလေးကော်ပီကူးထုတ်လိုက်တာကူးပြီးတော့တခုဒီလိုလေးကော်ပီကူးထုတ်လိုက်တာနော်တလွာတခုအဲ့တော့ညီမတို့ကအပေါ်ဆိုအပေါ်အောက်ဆိုရင်အောက်ဆိုပြီးတော့အဲ့လိုလေးမှတ်ထားပေးမယ်နော်မတို့ဒီပူးထားတဲ့ဟာလေးကိုပေါ့နော်ညှက်တော့မယ်နော်ညှက်တော့မယ်သူ့ကိုဒီလိုလေးဖြန့်ချလိုက်ဖြန့်ချပြီးလို့ကျင်ဒီမှာနော်သူကစားခံပြားလေးနော်သူညီမတို့ပင်အလေးနဲ့ထိုးမယ်ပေါ့နော်လေးရပါဆိုပါစို့ရပါဆိုလို့ရှိရင်မတို့သူ့ကို1 cm ပတ်လေထုတ်ပေးမယ်နော်သူ့ကလေးကဒီမှာလေးကပြီးစိတ်လေးဖြစ်နေလိမ့်မယ်နော်တကယ်တော့ပက်တာအကြီးကြီးမှဆိုလို့ရှိရင်လေသူ့လိုက်လေးပဲသူ့ရဲ့အလိုက်ကလေးပဲညီမတို့ကဆွဲပေးမယ်ပတ်လေ1 cm ထုတ်လိုက်မယ်နော်ဒီတော့ညှက်ထုတ်လိုက်မယ်သူကဒီလိုသွားပြီးတော့ခောက်တစ်ခါကြာလို့ရှိတယ်မလေးဒီလိုလေးဖြစ်နေမှာဟမ်မကြာတာ6စာ1 cm ထုတ်လိုက်လို့ရှင်သူကဒါလေးကြံထားမှာလေဟုတ်ပြီနော်ဒါလေးရတစ်ခုဒီကပတ်ပြားကိုပေါ့နော် lining ကတ်မယ် lining ကတ်မယ်ဆိုတော့ဘယ်လိုလဲဆိုတော့ lining ရဲ့မလှဆိုတာကောမပါဘူးဒီအောက်ကကောပါတယ်ဒီလိုလေးဖြန့်ထားမယ်ဖြန့်ထားပြီးဆိုရင်ညီမတို့ခပတ်ပြားကိုလည်းခ
ပတ်ပြားဦးနော်မှာပထမခပတ်ပြားလေးကိုဖြန့်ချလိုက်မယ်ပြီးသူ့ကိုတုလိုက်လေးပဲခဏရထားခဏလေးပဲရမှာနော်ရပြီဆိုလို့ရှိရင်ညီမတို့ဘယ်လောက်ဖြတ်ချမလဲဆိုလို့ရှိရင်ဓမ္မလေးလွတ်ထားမယ်နော်ဓမ္မလေးချုပ်စာအတွက်လေးလွတ်ထားမယ်ဒီလိုလေးပေါ့ဒီလိုအနေထားလေးဆိုလို့ရှိရင်ဓမ္မလေးလွတ်ထားမယ်နော်ဓမ္မဘက်ကလည်းချုပ်စာလေးလွတ်ထားမယ်ဒီဘက်ကလည်းချုပ်စာလေးလွတ်ထားမယ်နောက်တော့ဘယ်အနေထားလောက်ဒီညက်ချမလဲဆိုလို့ရှိရင်ပေါ့နော်ဒီလောက်လေးပေါ့ဟလာဒီဘက်ကလည်းဒီလောက်နောက်အောက်ကလည်းလွတ်ထားမယ်နော်အဲ့ဒီအနေထားလေးကိုညက်ချမယ်ဟောဗျမ်းလိုက်ကြီးပေါ့နော်သွားပြီးတော့ကတ်မယ်ပြီးမှပဲငါတို့ကထပ်ပြီးတော့ညက်ထုတ်ရမယ်အဲဒီမှာဒီလိုဗျမ်းလိုက်ကြီးအရင်လိုင်နေစားကိုယူလိုက်မှာဆုပ်စာအတွက်ကလေးရောယာပြီးတော့လေပြီးတော့အဲ့ဒီခပတ်ပြားကိုခဏထားပြီးလို့ရှိရင်ဒါကိုညက်မယ်အစမှာတော့ကတ်မယ်တရွက်ထဲနော်ဒီလိုတရွက်ထဲအစမှာပေါ့နော်မီးဘူးနဲ့တော့ကတ်မယ်နော်ကတ်မယ်ချင်းဒီမှာကော်ပါတဲ့ဘက်ကနေတော့ကတ်ထားမှာပေါ့ပြီးလို့ရှိရင်ညီမတို့ဒီမှာဒီတစ်ခုကြံနေရလေဒီမှာအပေါ်နောက်ချခံပြားလုပ်ဖို့အတွက်ပေါ့နော်ညီမတို့နောက်တစ်ခုကြံနေရသူ့ကိုလည်းအဲ့လိုလေးပဲဒီလိုလေးအတဲလေးထားမယ်ထားပြီးပြီဆိုလို့ရှိရင်ပေါ့နော်အပေါ်မှာချုပ်စာအတွက်ဒီလိုလေးပေါ့ဒီလိုအလွတ်ကလေးသူ့လည်းပိတ်စမှာအရင်တွားပြီးတော့ကတ်ထားမယ်ပေါ့နော်ဒီမှာပဲညီမဒါလေးတင်ညံ့မှာနော်သူ့လည်းအဲ့လိုလေးပြီးနောက်အလွတ်လေးခြံပြီးတော့ပေါ့နော်ဒီလို၄တောင်းခွက်လေးအစမှာတွားပြီးတော့ကတ်မယ်မီးဘူးနဲ့ဒီလိုပြန်လိုက်ပဲနော်သူ့လည်းတရွက်ပဲဒီမှာနော်တလွာလည်းအရင်ယူမယ်နော်တလွာလည်းဘယ်လိုအရင်ယူမလဲဆိုတော့မဒါမလှပဲနော်မလှတဲ့အတွင်းဘက်ပေါ့မလှဘက်အဲ့ဒီမလှဘက်ကိုဒီလိုလေးဖြန့်ထားမယ်ဖြန့်ထားပြီဆိုလို့ရှိရင်ဒီမှာမတို့ခဏပြန်ယူရတဲ့လိုင်နင်စားမှာဒီမှာကော်ရှိတယ်ကော်ပါတဲ့ဟာနဲ့မလှတဲ့ဟာနဲ့ဒီလိုသွားကတ်မှာနော်ကော်ပါနဲ့မလှနဲ့သွားကတ်တာနော်ဒီမှာကော်ပါရယ်နော်ကော်ပါနဲ့မလှနဲ့ကတ်အဲ့တူရဲ့ပြန်လိုက်လေးပေါ့နော်ညီမမီးဖို့အရင်တိုက်လိုက်တယ်ပြီးကြမှာညီမခပတ်ပြားကိုဒီပေါ်မှာတင်ညက်မယ်ပေါ့နော်ပြီးတော့နော်သူကရတဲ့ပဲတူလိုက်လေးပဲညက်ထုတ်လိုက်ဒါလိုင်းနင်ကတ်ထားတယ်တစ်ခုနောက်တစ်ခုကကြတော့လိုင်းနေမကတ်ဖဲနဲ့တစ်ခုညက်ထားပေးမယ်လိုင်းနေကတ်ထားတာကတစ်ခုလိုင်းနေမကတ်ဖဲနဲ့ကတစ်ခုလိုင်းနေမကတ်ဖဲနဲ့တစ်ခုဘယ်လိုညက်မလဲဆိုတော့နော်ဒီမှာနော်ခဏကလိုင်းနေကတ်ထားတဲ့တစ်ခုအဲ့ဆိုဒါအလားဖြစ်သွားပြီအလားဆိုဒါလေးကိုလည်းအလားဘက်ကိုတထားမယ်နော်ခဏဟာဟိုဘက်ကနေလန်လိုက်ပြီနော်ဒါမလားဒါလေးကအလားပေါ်မှာဒီဟာလေးနဲ့တွားပြီးတော့ဒီလိုတင်မယ်နော်အလားနဲ့ကိုပူးပြီးတော့နောက်တစ်ရွက်ထိုင်ညက်ထားမယ်ဒီအလိုက်လေးပဲနော်လိုင်းနင်ကတ်ထားတဲ့အပြားလောက်လေးပဲဒီလိုင်းနင်ကတ်တဲ့ဟာကိုဇောင်းစားလေးယူလို့ရှင်လဲရရနော်ခပတ်ပြားအတွက်လေဒီမှာဒီလိုဒဲလေးပဲယူလေပြီးတက်လို့ရှိရင်သူကပြန်ညက်လို့ရှင်လဲဇောင်းဖြစ်တော့မှာပဲလေအဲ့ဒါဒီမှာနော်2ရွက်ရဟာကြီးနော်လိုင်းနင်ကတ်ထားတာဒီတရွက်လိုင်းနင်ဘယ်လိုယူလဲသိရနော်အဲ့ဒါကြောခပတ်ပြားကိုညီမတို့အရင်ရာကြည့်လိုက်တယ်ရာကြည့်ပြီးမှသူ့ကိုအပူအလိုလေးထားပြီးတော့မှလိုင်းနင်ကတ်တဲ့တရွက်နောက်တစ်ရွက်ကိုလည်းသူနဲ့အတူတူလေးပဲမှအလားနဲ့အလားပူပြီးတော့တရွက်ထိုင်ညက်တယ်ဆိုတာလိုင်းနင်ကတ်တဲ့တရွက်လိုင်းနင်မကတ်တာဒီတရွက်ဆို2ရွက်ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ညီမတို့ဒီမှာဒီဟာလေးအသေးလေးပေါ့နော်ဒီတရွက်ဖယ်ဒီတရွက်တွေ့လား
မှာချခံပြအတွက်သုံးပြမဲ့တရွက်ပေါ့နော်တရွက်တည်းရှိတဲ့ဟာလေးအဲ့ဒါလေးကိုဒီမှာတော့နော်အပိုအလိုလေးနဲ့ခဏတိုင်းပြောလို့လည်းနော်ညက်ထားပြီးလို့ရှိရင်လိုက်နေစားလို့ညက်ထားရဲဆိုဒီမှာကတ်ချလိုက်ဒါလေးကိုလည်းကတ်လိုက်မယ်နော်ဒါမလှပဲနော်မလှပဲမှာကော်ပါတဲ့ဟာလေးကိုချပြီးတော့အပေါ်ကနေဖိရနော်မလှပဲနဲ့ကော်ပါတဲ့ဘက်နဲ့ကိုနော်အဲ့လိုမျိုးလေးချပြီးတော့အပေါ်ကနေဖိရနော်အဲ့ဒါရလိုက်တာလေသူ့လိုက်လေးပဲညှက်ထုတ်လိုက်တော့ခပတ်ပြားလေးပြင်ညှက်တော့မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ညီမတို့ဒီ line နဲ့ဒါ line နဲ့ရှိတဲ့ဟာနော်ဒါအလားနဲ့အလားပူထားတာပေါ့အဲ့ဒါကိုဒီလိုပြန်ပူးမယ်ဒါကိုမလားဘက်ကိုပြန်လာလိုက်မလားနဲ့ line နဲ့နော်အဲ့လိုမျိုးလေးဒါအလားပေါ်မှာခပတ်ပြားလေးဒီလိုတင်လိုက်မယ်တင်ပြီးတော့မှlining ကပ်ပြီးတော့ပဲညှက်တယ်ဘာဖြစ်လဲဆိုတော့မီးဝကြောင်မို့လေမီးဝကြောင်မို့lining တွေကခြေထွက်တာတို့အဲ့လိုဖြစ်မှာဆိုလို့ပေါ့နော်ညီမအဲ့လို lining ကိုအရင်ကပ်ပြီးမှပဲခပတ်ပြားကိုတင်ညှက်တယ်ခါကြလို့ရှိရင်လေအဲ့လိုကိုက lining ကိုပေါ့နော်ဒီပတ်တန်အတီးညှက်ပြီးတော့မှအစပေါ်မှာတင်ပြီးတော့မီးဝတိုက်လို့ရှိရင်ကျုံတာတို့ခြေထွက်တာတို့ဖြစ်တတ်တယ်ပေါ့နော်သူ့လည်း1 cm ပတ်လဲပေါ့နော်1 cm ပတ်လဲယူပေးမယ်ချုပ်စာနော်1 cm ပတ်လဲချုပ်စာမနာအဲ့လိုမျိုးလဲချုပ်စာ1 cm ပတ်လဲယူလိုက်ပြီနော်ပြီးကြလို့ရှင်နောက်တစ်ခုကိုလည်းဒီတရွက်ကိုလည်းဒီမှာနော်နောက်တို့စာခံရလေးအပေါ်ဆိုအပေါ်ပေါ့အဲ့တိုင်းလေးဒီလိုနော်ဒီလိုအလားဘက်ကနေနော် line နဲ့ဘက်ကနေမဟုတ်နော်ဒီလိုလောက်ပြီးတော့သူ့လည်း1 cm ပတ်လဲလေးထုတ်ပြီးတော့ညှက်ထားမယ်ဆိုလို့ရှိရင်မနော်ဒီမှာဒီလိုလေးရပါ යි နော်ဒီလိုလေးပါမခပတ်ပြလေးရလေဒီလိုလေးခပတ်ပြမိုင်းမတို့မှတ်ခိုင်းထားခဲ့ဒါလေးကနောက်ချမ်းစင်တာလေးပေါ့ဒါနောက်ချမ်းကွာဆိုပြီးတော့လေဒီနားမှာမကင်လေးတစ်ချက်မှတ်မယ်ပြီးကြလို့ရှိရင်ဒီမှာဒီဟာကြောဒီဘေးလေတစ်ဖက်တည်းဆိုရင်ဒီရဟာနောက်ချမ်းရဲ့ဘေးနဲ့ရှေ့ချမ်းရဲ့ဘေးဒီနားလေးလောက်ဆုံတာဟုတ်လားမတို့အရင်တစ်ဖက်တည်းလေတစ်ဖက်တည်းကိုလေမတို့ဒီလိုမျိုးလေဒီအမတ်ကလေးဒီအမတ်ကလေးရလဲလင်းလိမ့်တဲ့ခါကျလို့ရှင်မေ့လို့မရအောင်နော်ကြလို့ရှင်ဒီကအမတ်ကဒီမှာလာကြမှာလေဒီမှာလေဒါလေးကိုမကင်လေးတစ်ချက်ပေးပါဒါလေးကနောက်ရှမ်းရဲ့အလယ်မြင်းလေးဖြစ်သွားတာပေါ့မတက်လားမြင်လားမသိမတို့ပထမပတ်တန်ဟိုရှေ့ချမ်းနဲ့နောက်ရှမ်းကိုဒီမှာဆက်လိုက်တဲ့အချိန်မှာနော်ဒီမှာလေးအဲ့မှာလက်စုံနဲ့အမတ်ကလေးတစ်ချက်မှတ်မဲပြီးရင်ဒီမှာခြေချမ်းဆုံးတဲ့ဟာလေးကိုမကင်မှတ်ထားပေးမယ်ဒီဟာကျတော့ညီမတို့ဟိုချခံပြား3 cm ပို့တဲ့ဟာလေးဒါကြတော့ညီမတို့ပူးပြီးတော့ညှက်လိုက်တော့ဒီလိုလေးနှစ်ခုဖြစ်သွားတဲ့ဟာလေးအဲဆိုဒီဟာဒီမှာတော့ကြာတယ်နော်ဒါလေးကိုမင်္ဂန်လိုက်မယ်ဒီဟာတစ်ခုကကြတော့ဒါလေးကဒီလိုပူးပြီးတော့ညီမတို့မှာနော်အပေါ်အောက်ရှိတယ်နော်အဲ့လိုပြောပြီးတော့အပေါ်အောက်ဆိုပြီးတော့ညီမတို့ဒီမှာဖြန့်ပြီးတော့ဒါလိုင်းနေမခံတော့ဘူးနော်ဒါလေးရှိမယ်ဒါလေးတွေမင်္ဂန်လိုက်ရအောင်မယ်ပေါ့နော်ဒါလေးကကြောက်ချေချမ်းလေးအကောင်ပတ်လဲ1 cm ပဲထုတ်ထားတယ်အောက်ခောက်စာကိုကျတော့ညီမ3 cm ထုတ်ထားတယ်လက်မနဲ့ဆိုလို့ရှိရင်ဘေးပတ်လဲတွေကိုချုပ်စာတွေကိုလေးစိတ်ထုတ်မယ်အောက်ခောက်စာကိုတလက်မဒါမှမဟုတ်တလက်မနဲ့စိတ်ပေါ့နော်အဲ့လိုလေးထုတ်ပေးရမယ်နော်ပြီးတော့ဒါလေးကနောက်ရှမ်းနေပတ်လဲတွေလည်းတူတူပဲလက်မနဲ့ဆိုရင်လေးစိတ်စင်တီနဲ့ဆိုရင်1 cm လောက်ထုတ်တယ်ချုပ်စာကိုပြီးကြတော့အောက်ခောက်စာကျတော့လက်မနဲ့ဆိုရင်တလက်မနဲ့စိတ်ပေါ့နော်စင်တီနဲ့ဆိုတော့3 cm ထုတ်ထားတယ်ဒါလေးပေါ့နော်ဒါလေးကပါလေအိတ်လေးတက်ဖို့ပေါ့နော်ညီမတို့ဒီမှာဒီလိုပုံစံလေးကော်ပီကူးထားတဲ့ဟာကိုဖြန့်ပြီးတော့နှစ်ရွက်ပေါ့နော်အိတ်ကကြောင့်ဟိုဘက်ဒီဘက်လေးနှစ်ဖက်ရှိတာကိုညီမတို့ဒီလိုလေးညှက်ထားတဲ့1 cm ချုပ်စာလေးထုတ်တာတဲ့လက်မနဲ့စင်တော့၄စိတ်ပတ်လည်းထုတ်ပေးပေါ့နော်ဒီမှာဒီအလဲစင်တာညီမတို့ခောက်ပြီးယူရတဲ့ဟာလေးတွေကိုဒီမှာမကင်လေးတွေပေးထား
ပြီးရင်ညီမတို့ဒီမှာဟိုပါဖြစ်မှာပေါ့နော်မင်ကန်နဲ့လိမ့်မှာပြီးကြောညီမတို့ဒီမှာကြည့်နော်ဒီနားမှာတာချုပ်စားမပါလို့ဆိုရင်ညီမတို့ဒီနားမှာ5 cm လောက်ဝင်ထားတဲ့ဟာလေးလေအဲ့ဒါကိုလည်းဒီမှာမကင်လေးပြီးတော့လှုပ်ထားပေးနော်မင်းလေးတစ်ခါကြာလို့ရှိရင်ဒီနားလေးကိုလည်းတစ်ချက်လိမ့်ပေးမှာပေါ့နော်ဒါဆိုရင်မင်းလိမ့်မယ်နောက်ချမ်းလေးကိုအရင်လိမ့်ပြမယ်နော်မတို့နှရွက်ညက်ထားဖြစ်တဲ့ဒီလိုပေါ့နော်မင်ကန်လေးရှိရမင်ကန်လေးကိုဒီလိုမလနဲ့မလကိုပူလိုက်ပူတဲ့ခါကျရင်ဒီမှာသူ့မင်လေးရပေါ်လာလို့ရှိရင်ဒီဘေးတွေအကုန်လုံးလိမ့်မယ်နော်ဘေးတွေအကုန်လုံးဟိုပါဒီလဲအခောက်စာလေးတွေရောလိမ့်မယ်အခါကျလို့ရှိရင်အဲ့နှစ်ခုတည်းကိုနော်ဒီလိုနှလွာတဲ့ကိုနော်အဲ့ဒီမင်ကန်လေးကိုထည့်လိုက်ထည့်ပြီးပြီဆိုလို့ရှိရင်ညီမတို့ဒီမှာဒီလိုလေးလိမ့်မှာပေါ့ဒီလိုလေးလိမ့်မယ်ဒါဆိုလို့ရှိရင်ဒီမှာဒီမှာလေးတွေပေါ်လာမှာအလိမ့်ဝူးတဲ့လူစင်တော့တည်ရနော်ညီမတို့အဲ့ဒီမင်ကန်လိမ့်ထားတဲ့အကြောင်းလေးတွေကိုပဲညီမတို့ကတင်းရလေးနဲ့တီးပြီးတော့ချုပ်မှာပေါ့နော်မင်ကန်လိမ့်တဲ့ခါကျလို့ရှိရင်အောက်ကခုံကမာနေမှရမှာနော်ပြီးတော့လို့ရှိရင်ညီမတို့ဒီမှာဒူးလိုင်းလေးတွေဒူးစင်နဲ့ဒူးအဲ့နာလေးတွေမကင်လေးတွေအကုန်လုံးလိမ့်သွားမှာနော်အဲ့လိုမျိုးလေးလိမ့်ပေးရမယ်တင်ပါဆိုလို့တင်ပါမှာကြောက်တော့မှတင်ကြမြင်းမှရှိရလေဒါလေးရောတခါလေးလိမ့်သွားပေးနော်အဲ့လိုမျိုးလေးလိမ့်သွားပေးရမယ်နော်ဒါကိုလည်းတူလိုက်လေးပဲအဲ့လိုလေးပြီးရင်ဒီအတက်ကိုလိမ့်မယ်ဒီတက်ကိုလိမ့်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုလေးပဲဒီနလွာကြားတဲ့ဥတီရလေးထည့်လိုက်မှာပေါ့နော်ထည့်လိုက်ပြီးဆိုလို့ရှိရင်ဒီမှာမတို့တောက်အချီလေးကိုအရင်မကင်လေးပေးလိုက်ပြီးပြီးဆိုလို့ရှိရင်တူဆွဲထားတဲ့အတိုင်းလေးတောက်လေးကိုဟိုဘက်ဒီဘက်အလည်းမြင်းကြီးကိုမလိမ့်တော့ဘူးနော်တောက်ရဲ့အကွာဝေးဟိုဘက်ဒီဘက်ညီမတို့3 cm ယူရဆိုတော့1ခွဲဒီဘက်လေးကိုပဲလိမ့်တယ်ဒီအလည်းမြင်းညိုမလိမ့်တော့အကုန်လိမ့်မှာနော်ဒီကွာတွေရောအကုန်လုံးအခောက်စားတွေရောကွာတွေရောဘေးတော့အကုန်လုံးညီမတို့တင်ကြဆိုလည်းတင်ကြမြင်းလေးတွေအကုန်လိမ့်မှာဒီဘက်ကွာဘက်ဆိုလဲကွာလေးတွေလိမ့်မယ်ပြီးကြလို့ရှိရင်ဒီမှာဒူအကြရှိရမြင်လေးကိုလည်းတစ်ချက်လိမ့်ခဲ့မယ်ဒီလိုအရှိတွားပြီးလိမ့်ကြမလို့ဒီနားလေးမှာပဲနော်အမတ်ကလေးရှေ့ချမ်းနောက်ချမ်းအဲ့လိုလေးလုပ်ပေးမယ်မလက်ကတော့တီးခံပေးဖို့နော်ရှင်ကိုက်ရင်လည်းအဲ့လိုကြီးဖြစ်သွားပါရှင်ကိုက်ယူပြီးတော့ရားပြီးတော့ကောက်လိုက်အဲ့လိုကြီးဖြစ်ဒါဆိုလို့ရှိရင်မှဒါလေးကိုလုပ်ပြမယ်နော်နောက်ရှမ်းလေးနောက်ရှမ်းလေးဒီမှာနောက်ရှမ်းလေးဒီမှာလှုပ်လိုက်တဲ့ချိန်မှာဒီလိုလေးတွေပေါ်နေမှာလေနော်အဲ့လိုလေးအဲ့ပုံစံလေးတောက်လေးကမြင်ရရနော်မကြည့်ငင်္ဂါလေးလို့ရှိရင်အောက်ကခုံကကြောင့်အမာဖြစ်နေမှရမှာနော်မဟုတ်ရင်မပေါ်တော့ညီမတို့ချုပ်လို့ရှိရင်ဒီကမင်ကြောင်လေးလိမ့်ထားမင်ကန်လေးလိမ့်ထားတယ်လားအဲ့အပေါက်လေးကိုပဲအဲ့အပေါ်လေးကိုပဲခြုံပါလေအဲ့လိုမျိုးလေးဒါကြတော့အခုမှစချုံမဲ့ညီမလေးတွေအတွက်ပေါ့နော်ပြောပြတာဒါဆိုရင်ဒါနောက်ရှမ်းလေးပြီးသွားရင်နောက်ရှမ်းလေးကိုတင်းလိုက်အိတ်ကဆိုလို့ရှိရင်လည်းအဲ့လိုပဲတပတ်လေလုံးလိမ့်မယ်ဒီအလဲမက်ကလေးလည်းမတ်ခဲ့မယ်နော်ပြီးရင်ဒီမှာ0.5ဖြစ်ကုန်ပြီ sorry 5 cm အမက်ကလေးလည်းအဲ့လိုလေးမတ်ခဲ့မယ်ဒီအလဲမြင်းရဲ့တကြောင်လုံးလိမ့်ကြမလို့နော်ဒီနားလေးတွေကိုလိမ့်ပေးရမယ်အလွာနှစ်ခုကြားလေးကိုပဲလုံးမလဲလူလေးထည့်ပြီးတော့လိမ့်မယ်နော်ပြီးလို့ရှိရင်အခြေချမ်းလေးလည်းလိမ့်ပေးမယ်နော်ရှေ့ချမ်းလေးလည်း
လိမ့်မယ်ဒူးမြင့်ကအမတ်ကလေးတွေလည်းမှတ်ခဲ့ပေးမယ်နော်ဒီလိုလေးပြီးွားရင်ဒီကွာမှာကျတော့ဗာလိမ့်စရာရှိတယ်ဆိုလို့ရှိရင်ဟိုလိမ့်ရမှာဒီကွာတစ်လျှောက်လုံးလိမ့်ရမယ်ပေါ့နော်ချုပ်စာထုတ်ထားတဲ့အတိုင်းလေးလိမ့်ရမယ်ပြီးကြလို့ရှိရင်ဒီနားမှာမလို့ဇစ်တက်စာလေဇစ်စာရှားခဲ့တာဒီတင်အကြမြင်အောက်ကို1စင်ရှားခဲ့တယ်ဒီအိနာလေးကိုမကင်လေးတစ်ချက်မှတ်ပေးရမယ်ပြီးရင်တော့ပုံမှန်တိုင်းပဲနောက်ချမ်းလိမ့်ခဲ့တယ်လို့ပဲဒီကချုပ်စာခါချုပ်စာတွေလိမ့်မယ်ပြီးရင်ဒီတောက်လိမ့်မယ်ဒီဘေးတွေအကုန်လိမ့်မယ်နော်တင်မြင့်ဆိုတင်မြင့်ဒူးမြင့်ဆိုဒူးမြင့်အကုန်လုံးအမတ်ကလေးတွေအကုန်လုံးလိမ့်ခဲ့မယ်နော်ဒီကကြောသူကတလွာတယ်နော်ဒီဟာလေးကလေဒီလိုခောက်ရမှာတလွာတယ်ဆိုတော့သူ့ကိုဘယ်လိုလိမ့်မလဲဆိုလို့ရှိရင်တလွာတယ်ဆိုလို့ရှိရင်မတို့ကထင်ကျင်တာဒီနားမှာထင်ကျင်တာကိုအဲ့လိုဆိုတော့ဒီဟာကိုအပြန်လိုက်ပဲထားဒီလိုနှစ်ခုကြီးမခောက်တော့မတို့နလွာမှလာဒီလိုနှစ်ခုခောက်ပြီးတော့ဟိုမင်ကန်လိမ့်လာပေါ့နော်တစ်ခုလဲဆိုလို့ရှိရင်ဒီလိုထားမယ်ဒီကမင်ကိုဒီမှာထားဒီမင်ကဒီမှာမလားဒီဟာကိုအပွားထားလိုက်လို့ရှိရင်ဒီမှာကြည့်ဘေးမကြည့်ဒီမှာအဲ့လိုလာပေါ်မှာလေသူ့လည်းတစ်ပတ်လေလုံးလိမ့်ပေးမယ်ချုပ်စာထုတ်ထားတဲ့ဟာတွေလိမ့်ပေးရနော်ဒီအလဲမတ်ကလေးလည်းလိမ့်ပေးမယ်ညီမတို့ဒါဖြုတ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီပုံစံအတိုင်းလေးဖြစ်နေဟုတ်ပြီနော်ပြီးရင်ဒါလေးလည်းတူတူပဲဒါလည်းတလွာတယ်ဆိုတော့သူ့ကိုဒီလိုတင်ပြီးတော့လိမ့်မယ်ဒီပတ်လေအကုန်လုံးနော်ဒီကလိမ့်မယ်ပြီးရင်ဒီခပတ်ကကျတော့နလွာဆိုတော့ခဏကရှေ့ချနောက်ချလိမ့်ခဲ့တယ်လို့ပဲသူ့နလွာကြားတဲ့ကိုဒီလိုခောက်ပြီးတော့ထက်အဲ့ဒီနလွာကြားတဲ့ကိုဒီလိုခောက်ပြီးတော့ထည့်ပြီးတော့မှဒီလိုလိမ့်အင်ကန်လိမ့်တပတ်လေလုံးလိမ့်တော့မှာနော်လိမ့်တဲ့ခါမှာညီမတို့ဒီမှာနော်ရှေ့ကြံဒီမှာရှေ့ကြံဆုံးတဲ့နာလေးကိုမကန်လေးတစ်ချက်ပေးပြီးရင်ရှေ့ကြံတဲ့နောက်ချမ်းဆုံးတဲ့နာလေးတွေဒီမကန်လေးတွေပေးခဲ့ရမှာပေါ့နော်ဒီအလဲမကမပေးလဲရပြီးရင်ဒီရှေ့ချမ်းတဲ့နောက်ချမ်းဆုံးတဲ့နာလေးတွေပေါ့နော်အဲ့လိုအမတ်ကလေးမှတ်ပေးမယ်အဲ့လိုမကန်လေးတွေပေးခဲ့မယ်နော်ဒီအောက်ဘက်ကနေလိမ့်လို့ရှိရင်လည်းဒီဘက်ဒါလေးမကန်ပေးမယ်ဒါလေးမကန်ပေးမယ်နော်တပတ်လေလုံးလိမ့်မယ်ရှီမြမြင်းလေးအကုန်လုံးကိုမကန်ပေးရမယ်နော်အခုပေါ့နော်ပထမဦးဆုံးရှေ့ကြံလေးကိုချုပ်မယ်ရှေ့ကြံလေးကိုဗာလေးချုပ်ဆရာရှိလဲဆိုတော့ရှေ့ကြံမှာဒီဘက်ကိုလန်ကြည့်လိုက်လို့ရှိရင်မတောက်လေးကြီးချုပ်ရမယ်တောက်လေးတွေကိုလိုချုပ်မလဲဆိုလို့ရှိရင်မတော့ဒီလိုမျိုးပင်အပ်လေးနဲ့ပလဲအပ်လေးနဲ့အရင်ထိုးမယ်နော်ဒီဘက်တောက်နဲ့ဒီဘက်တောက်ထိတ်ကလေးတွေလွဲမှာဆိုလို့နော်ဒါပတန်အတေးလေးမို့လို့သူကတေးနေတာပလဲအပ်လေးနဲ့ထိုးပြီးလို့ရှိရင်ဒီအပေါ်ကနေစပြီးတော့ချုပ်မယ်ဒီအပေါ်ကနေစပြီးတော့ချုပ်မယ်နော်တူးလိုက်လေနော်ဒီနားမှာဆုံးမယ်ချီတုံးမယ်နော်ချီတုံးမယ်ဆိုတော့ဒီနားမှာတိတိလေးဆိုမှတုတ်လိုက်တာမဟုတ်ဒီကနေနင်းခဲ့မယ်အဲ့ပဲသူ့ကိုချီလေးနင်းပြီးတော့ဒီနားမှာကျိုးလေးနဲ့ခြေလိုက်မယ်တောက်လေးတွေချုပ်မယ်နော်ခြေချမ်းမှာတောက်လေးတွေချုပ်ပြီးသွားဆိုလို့ရှိရင်သူ့ကိုဒီအလားဘက်ကိုနော်ဒီလိုကွာအချင်းချင်းကိုမျက်နှာချင်းဆိုင်လိုက်မျက်နှာချင်းဆိုင်လိုက်မယ်ပြီးသွားလို့ရှိရင်ညီမတို့ဒီမှာအိတ်ကလေးညှက်ထားတာကိုဒါလေးကိုဖယ်လိုက်မယ်နော်ဖယ်လိုက်ပြီဆိုလို့ရှိရင်အလားနဲ့အလားထပ်ပေးမယ်အလားနဲ့အလားဆိုတာကြတော့ညီမတို့မလိမ့်ထားတဲ့ဘက်အလားမလိမ့်ထားတာဒီမလားနော်
အဲ့ဆိုလို့ရှိရင်ဒီမှာလှဘက်ကိုဒီလိုလေးလန်ထားရဆိုလို့ရှိရင်ဒီအပေါ်ဆုံးတစ်ရွက်ကိုယူလိုက်ပြီးတော့ဒီဘက်ကလေးနဲ့ညာဘက်ကနဲ့တွားပြီးတော့ထမ်းမယ်ပြီးတော့ဒီအောက်ကတစ်ရွက်ကိုကျတော့ဒီဘက်ကနော်အလားနဲ့ထပ်တာနော်အဲ့လိုလေးဒီပုံစံလေးမတို့15စင်တီရှာထားတဲ့ဟာလေးအိတ်ကလေးချုပ်ဖို့မတို့မအိတ်လေးဒီလိုထပ်ထားရဆိုလို့ရှိရင်ဒီမှာနော်အပေါ်ကချုပ်စာလောက်လဲ1စင်တီမတို့ဒီမှာဒီအမက်ကလေးနဲ့ဒီဘက်ကထိတ်အမက်ကလေးနဲ့ဒီလိုဆောင်းပြီးတော့လို့ရှိရင်ဒီမှာမတို့ဒီထီကဘယ်လောက်လဲဒီကနေဒီက15ချာလေ15ချာတဲ့အမက်ကလေးကဒီဘက်ကိုဘယ်လောက်ထုတ်တာလဲ1စင်တီထုတ်တာလေမဘယ်လိုချုပ်ရမလဲဆိုပြမယ်နော်ဒီမှာ15ချာတဲ့အဆုံးတဲ့အမက်နဲ့ဒီဘက်မှာပတ်တက်မှာဆုံးထားတဲ့အမက်ကလေးကိုတယ်ဟိုဘောင်းမီကိုထဲမှာပေါ့နော်အဲ့နှစ်ခုကိုညီမတို့ဘယ်လိုချုပ်မလဲဆိုလို့ရှိရင်ဒီအပေါ်ကနေလို့ဒဲလေးချုပ်လာမယ်ဒဲလေးနော်ဒီကနေဒီလိုဒဲလေးချုပ်လာမယ်ချုပ်ပြီးသွားလို့ရှိရင်ဒီ15စင်တီစောင်းထားတဲ့ဟာလေးချုပ်မယ်ချုပ်ပြီးရင်ဒီမှာအက်ကလေးထောက်မယ်သူရဲ့အဆုံးမှာအက်လေးထောက်မယ်ထောက်ပြီးရင်ဒီဘက်ကိုတစ်ခါချုပ်မယ်ဘယ်လိုချုပ်မလဲဒီပေါ်ကနေဒီလိုဒဲလေးချုပ်လာမယ်ဒီမှာအက်ကလေးထောက်မယ်ပြီးရင်စောင်းလေးချုပ်မယ်ချုပ်ပြီးရင်15စင်တီဆုံးထားတဲ့နားလေးမှာအက်ကလေးထောက်မယ်ထောက်ပြီးရင်ဒီဘက်ကိုလဲပြီးတော့ဒီလိုလေးချုပ်မယ်အခုဒီမှာဆွဲပြဟာဒီလိုနော်ဒီဟာလေးဒီလိုဒဲလေးလာမယ်ဒီလိုစောင်းလေးချုပ်မယ်ချုပ်ပြီးဒီမှာအပ်ထောက်မယ်ထောက်ပြီးလို့ရှိရင်ဒီဘက်ကိုလေးချုပ်မယ်အဲ့လိုပဲဒီဘက်ညာဘက်လည်းအတူတူပဲနော်ညာဘက်လည်းအတူတူပဲဘယ်လိုချုပ်မလဲဆိုလို့ရှိရင်ညီမတို့ဒီမှာအိတ်ကချုပ်ရမယ့်နားလေးညီမတို့ဒီမှာ15စင်တီစောင်းအဆောင်ဘက်ကတော့ပြောင်းမြန်နေဖြစ်မယ်နော်ဟိုဘက်ဒီဘက်မလို့ပလဲအလေးနဲ့တီးမယ်ဒီမှာဒီအမက်ကလေးရင်ဒီဘက်ကအမက်ကလေးရင်နော်အဲ့လိုလေးပြီးရင်ဒီမှာ15ဆုံးထားတဲ့အမက်လေးရင်ဒီဘက်မှာ15ဆုံးထားတဲ့အမက်ကလေးရင်သူ့ကိုလည်းဘယ်လိုချုပ်မလဲဆိုရင်မတို့ဒီအပေါ်ကနေပေါ့နော်ဒီအပေါ်ကနေတက်ဒီလိုဒဲလေးချုပ်လာမယ်ပြီးရင်ဒီမှာအက်ကလေးထောက်မယ်ထောက်ပြီးရင်သူ့အလိုက်15စင်တီအလိုက်စောင်းလေးဒီနားထိ